မတွေ့ရဘယ်နှစ်လ2 တွေ့ရ2 လလောက်ရှိပြီနော် ဟုတ်ပါ2 လပဲသပင်ကိုလည်းကြည့်အောင်ရှင်းမရှိတော့ကျမလည်းဘာမှမလုပ်ဖြစ် ဟုတ် သေးရ ပြီအခုသပင်ကိုရပောင်းလေးပြန်လုပ်ပေးမယ် ဟုတ်တယ် ပြီးရင်အရောင်ကဘယ်လိုရောင်ဆိုးမလဲ ရောင်ကကျမတို့ဒီပွင့်လင်းရာသီနဲ့လိုက်ဖက်မဲ့အရောင်လေးပေါ့ မင်္ဂလာဆောင်လင်ရမယ့်အရောင် ဟုတ်တယ်လင်ရမဲ့အရောင်လေးဝါကျွတ်ပြီးခုထိမရသေးဘူးရောင်းရမယ်လေ မဘယ်နေရလို့ရှင်တော့ ရသလောက်ပေါ့မှာခံနိုင်တဲ့လောက်ပေါ့ ဟုတ်ပြီအစရင် လိုက်မဲ့အရောင်သာဆိုပေး ဟုတ်ပြီအရန်လင်းတာဆိုးလာပြီဆိုတော့ဒီနေ့လည်းမတော်နည်းနည်းလေးမှောင်မယ် ပြန်မှောင်လုံးမယ် ဟုတ်ပြီ ခဏလေးတိတ်ဆိတ်လာ ရပောင်းလေးလုပ်မယ် ခဲ့ပါရှင် ပြန်ကောင်းအောင်ပြီးနည်းနည်းလေးညှက်လိုက် ညလေးညလိုက်မယ်နော် ဆက်ဆိုလိုက်နော် စဆိုလိုက်မယ် โอเค